ဟုတ်ပါဗျာ ဒီမှာရှင်းအောင်လဲရဟုတ်လားအသေးချောင်းဟောကြီး ဟုတ်ပါဗျာအမှန်ပဲဒီချက်မှန်တော့ဘာမှမရှိ ဆင်း ဒီချက်မှန်တော့ဘာမှမရှိ အမှန်မို့ကိုကြီးကရှူရီပါများဖြစ်နေဟမ်ဒီမှာအဝါရောင်ရောင်တွေ့ရနော် ဆရာဦးဒီအတူနဲ့လို့တော့ ဒီမှာဒါရွှေတဲ့လူလေ ရှိရောဟမ် ဒါလေက ဘုန်းကြီးနဲ့ထူတာပေါ့ ဒါလေကားဆိုတာလေကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီနန်းဆောင်ကဟိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့ငါတို့ရှီဟောင်းသူသေသနာလို့ထော်တော့မှပဲသိအောင်ပေါ့ နန်းဆောင်တိတိဟိုမှာလည်းရှိတယ် ဒါကတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျေပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှီအောင်သူသေသနာပေါ်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘယ်တော့တည်းကတော့ဒီဟာလေးကိုအစားဆုံးလေးတော့ပေါ်တာလေးတော့ရိုက်ကြမှာပေါ့ ဟိုမှာရှိတယ်ဒါမီးဖို့ကြောင်နေတာမင်းလေး ဟုတ်ဘူးဒါ